အခုဖျားကြီးကတော့နေပြီးတော့ပုပ္ပတိတိမျိုးနဲ့ကြည်တောင်ကန်ရက်ွက်ပေါင်းဆိုင်ရာလောကယရဏစัจ जा မအောင်စီတီတော်မြတ်ကြီးဖြစ်ပါတယ်ပြီးခဲ့တဲ့28ရက်3လ2025မှာငလင်တန်ကြောင့်ပြုတ်ပြက်ပျက်စီးသွားတာဖြစ်ပါတယ်ခင်ဗျာအများပြည်သူများသိပြီးတော့လှူဒန်းနိုင်ရန်အတွက်ပုံနဲ့တကွဗီဒီယိုရိုက်ပြီးတော့တင်ပေးရခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးလှူဒန်းခြင်းနဲ့ဆိုရင်ဆက်သွယ်မေးမြန်းလို့ရပါတယ်ခင်ဗျာ